ငါသိအောင်ပြောလိုက်တာငါတို့အဲ့လောက်စေတနာတရားမနေဘူးမင်းတို့ရဲ့ရေဘလို့တောင်းနေရတယ်သိလားဒီတကူဆရာတော်ဘုရားကြီးကိုမင်းတို့စော်ကားလို့နော်ချောင်းထဲမြောင်းထဲကမကောင်းတဲ့ရေပုတ်ရင်နဲ့တောင်းနေရတာကိုငါညီကိုတွေသွားလူပြီးပြီသိလားနော်မင်းတို့မပြောချင်လို့ငါလည်းငါအသက်အနေရှိတယ်ငါသေးသွားလို့ဘာမှမဖြစ်ဘူးငါတို့ပုံမှန်နေပြောလိုက်မယ်ကွာမင်းတို့ကြိုက်သလိုပြောနော်ငါတို့လူမျိုးနောက်ထပ်၄-၅ ယောက်လောက်ပေါ်လာရင်ငါသေသွားတာစောက်ပြဿနာမရှိဘူးရှင်းလားငါကဘယ်ဘက်မှလိုက်တာမဟုတ်စစ်တပ်လိုပြီးလည်းမဟုတ်ဘောမှလည်းမဟုတ်လာပါတယ်လီကိုစင်မှာချိုးဆိုပါခင်ဗျဒီစနေအဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတဲ့တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျအေးဟုတ်တယ်ခြာမန့်ညမန့်ဘယ်ဘက်ကပဲမန့်ကောင်းတယ်ကျွန်တော်လည်းပြင်းလို့တော့ဘောဘာစင်မှမဟုတ်ဘူးလေဩအေးဘာစင်မှငါလည်းငါဘာစင်မှလို့မပြောပါဘူးဘုသူ့ကမှဒါပေမဲ့ငါရဲ့နိုင်ငံရေးယက်တီမှုကနိုင်ငံရဲ့လူမျိုးပေါ်ချစ်တဲ့ယက်တီမှုကရိုးရှင်းတယ်လေတန်ရှင်းတယ်လေမင်းတို့ငါဘာကောင်လဲလို့ဘာမှပြောစရာမှမလိုလားမင်းတို့ငါလို့တက်ပြောကြည့်ပါလားရုပ်ပြပြီးတော့မင်းတို့ငါလို့ရုပ်ပြပြီးတော့စော်ဘုံရင်လို့ငါတို့တိုင်းပြည်ကိုချစ်တယ်ကွာစစ်သားတွေကိုချစ်တယ်ကွာတက်မိသားစုတွေကိုချစ်တယ်ကွာဆိုပြီးတော့ရုပ်ပြပြီးတက်ပြောကြည့်လိုက်လေစားရှိတယ်ဆိုရင်အဲ့ဒါမှဖားလာငါလာကွဲသွားမှာပေါ့အမအမှန်တွေကိုစော်ဘုံရင်တို့တက်ပြောကြည့်လိုက်လေအေးတဲ့နာဇာကနေငင်းငင်းဘလို့မှမရနိုင်ပါဘူးပတ်စံလူချင်းလို့ဘလို့ဆက်သွယ်ရမလဲတဲ့09 83 53လုံး3ကြ9 3ကြအကောင့်နာမည်နော်မျိုးအလူလုံးဝမခံဘူးနော် original ဘောစီအလူလုံးဝမခံဘူးအဲ့တော့လူတဲ့လူတွေအားလုံးကိုစံတစည်းတောင်လကားမယူရောက်အောင်လုပ်ပေးတယ်နော်ကျွန်တော်လုပ်ခဲ့တဲ့သမိုင်းကမြေပြင်မှာသိတယ်ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာဗိုလ်ချုပ်ကြီးတွေအစင်ဒီဗိုလ်ချုပ်ကြီးတွေနဲ့ပတ်သက်တဲ့လူတွေကစာသိတယ်ဒီဆိုဘုံရင်းကမြေပြင်မှာတကယ်လုပ်နေတာဘာလို့လဲတချို့ຢာတွေကဖော်ပြလို့မရဘူးလေကျွန်တော်ဘာလုပ်ပေးလိုက်ပါတယ်လို့ပါတွေလို့ညာတွေလို့အဲ့ဒီအဓိကအရေးကြီးတဲ့အချက်လက်တွေကိုကျွန်တော်ဘာမှဖော်ပြလို့မရဘူးခင်ဗျားတို့မြင်နေတာကကျွန်တော်ငါးတွေသွားလူတယ်ကြက်သားတွေသွားလူတယ်ဆက်လက်တွေလူတယ်ကွန်းရာတွေလူတယ်အချောက်ချမ်းတွေလူတယ်အဲ့ဒါခင်ဗျားတို့အလူထင်နေရလားတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတွေတက်မတော်အတွက်အဲ့တက်လူတွေဟာတွေခင်ဗျားတို့မသိဘူးဒါငါခွာပေးလိုက်နော်မသိဘူးဒါပေမဲ့အောက်မှာသိနေတယ်ဇော်ဘုံရင်တကယ်လုံနေတာဥမာတို့ဇော်ဘုံရင်ဘလူထောက်ပံ့နေတာခင်ဗျားတို့လေမပြောပါဘူးခင်ဗျားတို့လည်းနားလည်းမလည်းမဟုတ်ပါဘူးလူချင်းတော့အဲ့လိုပေါ့နော်ဟိုကျွန်တော်တို့ကတခုနေပြည်တော်လဲသွားမှာတခြားနေရာလဲသွားမှာမပြောသေးဘူးပေါ့ပြီးရင်တော့ဓာတ်ပုံလေးတင်ပေးမယ်ကျွန်တော်ဘာကြီးလုပ်ခဲ့တယ်ဆိုတာကတော့အဲ့ဒါတင်လို့မရတဲ့ဟာတွေကြတော့ကျွန်တော်တင်လို့မရအောင်နော်ကျွန်တော်ကပြောပြတာအဲ့တော့ကျွန်တော် KB အကောင့်ကတခုပဲတုံးတယ်09 83 53လုံး533မဟုတ်ဘူး955 3ကြ9 3ကြအကောင့်နာမည်ကနော်မျိုးခမားလာရေးလို့ကျွန်တော်ကပြောပေးတယ်လူတဲ့ပတ်စံတစ်ကြက်တော်မှအလဲအသက်မဖြစ်စေရအောင်ကျွန်တော်တော့မှစိုက်သေးတယ်ကျွန်တော်ပြီးခဲ့တဲ့လက300ကျော်ကုန်သွားတာ300ကျော်ပတ်စံလေးရတာပတ်စံလေးရတော့မှရှိတယ်ပတ်စံ300ဘလို့ကုန်လို့ကုန်မှလည်းမသိဘူးရောမင်းတို့အဖွဲ10သိန်းမင်းတို့ဘက်10သိန်းမင်းတို့ဘက်10သိန်းတို့10သိန်းရောအဘာဒုတက်နေမှာရောဒီတော့ဘလောက်ဥမာတခုအလူမကန်ဘူးတော့အလူလည်းမကန်ဘူးကိုယ့်ဘက်ကိုသွားလူတာရောဟိုမိုင်းတောင်ဘက်မှာဟောဘောလကဲမှာအစစ်တီတွေအတွက်ရော330အဲ့လိုလူတာအလူ330လူအဲ့ဒါကြီးလဲလူတဲ့ဟာကြီးလဲမပြတော့အဲ့မှာပဲပေးခဲ့တာအခုကြုံလို့ပြောပြတာအမိုင်းတောင်ဘက်အဲ့နဲ့ပြန်လာလဲဒီဘက်မှာအရှိရောက်တော့လဲ340အားပြီးတော့ဒီမှာဥမာလူရန်ဘလောက်စားနေဘလောက်ဆိုပြီးတော့အတွက်
တင်းအကုန်လုံးပေါင်းတာတင်း200လောက်ဖြစ်သွားတယ်ဘာဖြစ်ဘူးလေဇော်ဘုံရလူတွေချောလေပဲအဲ့ဒါဘလူတွေသိလဲဆိုရင်ရှေ့တန်းရောက်နေတဲ့စစ်တီစစ်သားတွေသိပါတယ်ခင်ဗျာသွားမေးကြည့်ပါနော်ကိုဇော်ဘုံရင်ပူတဲ့ငါးတွေစက်သားတွေအချောက်ချမ်းတွေကိုဇော်ဘုံရဆူချတဲ့ပတ်စံတွေနော်တိုင်းပြည်ချစ်တယ်နားတော်ကလိုက်နားမတော်မှနဲ့ဗျာနော်ဘဒူးမှနားမတော်ခိုင်းပါဘူးခင်ဗျားတို့လည်းအချိန်ကုန်ပါတယ်မိုးချုပ်ပါတယ်နော်မနေ့ကနေပြီးတော့သွားမယ်လိုက်ကြမလားနေပြီးတော့သွားလူမလို့လာချိုတရင်နေရှိတယ်အောက်ကနေပို့ရတယ်ပြောလို့မရဘူးမေဖင်ရင်ချလိုက်လေကိုထက်ဆိုတဲ့ကောင်မေကပိုနီးတာပေါ့ငါဖင်လာချမယ်ဆိုရင်ငါလိမ့်စာပေးနေအောင်မှာဥအားပြူလို့တဲ့လက်စွပ်ကြီးတဲ့ဒီလက်စွပ်ကမိမလုတ်ပေးထားတာရွှေအကောက်ရွှေဝန်းစင်မှာလုတ်ထားတာ360ကျော်မိမဒါတော့အမှန်တိုင်းဝင်ခံတာပါမိမကျွန်တော်တရုတ်ပြည်မှာစိုးရင်တော့နေရတဲ့ပတ်စံလက်ထဲထားလို့လည်းမရဘူးတဲ့ပတ်စံနေရှင်ရှောက်လူနေလို့တဲ့အဲ့ဒါနေတကယ်လို့တဲ့ပြင်ဦးလေးနေပါလို့စစ်ပြလို့နင်းကိုပြေးမပါတော့နေပတ်စံမရှိနေဘယ်လိုလုပ်မလဲတဲ့ဟောဟိုအဖြစ်ရင်းနဲ့တနာလို့ရှိရင်နဲ့လက်စွပ်လေးတကွင်းတော့လှုပ်ဝက်ပါဆိုလို့မန္တလေးတယောက်ကညီလေးကကိုလည်းရွှေတွေပါတွေဝတ်တာဝါသနာမပါဘူးအညီလေးကိုလိုက်ပို့ပြီးတော့လှုပ်ပေးတာ360ကျော်တယ်အဲ့တော့ရွှေသေးတစ်ချက်သား350လားဘယ်လောက်လဲတော့မသိဘူးเนาะခင်ဗျားတို့ရှောက်ထင်မနေနဲ့ခင်ဗျားတို့အဲ့လိုတွေရှောက်ထင်နေတာမှားတယ်ချစ်လက်ဆောင်ကြွားနေရကိုမောက်တယ်ဟုတ်ပါဘူးဗျာမကြွားပါဘူးကျွန်တော်မကြွားပါတတ်ပါဘူးကျွန်တော်နေရပါဘိုးဟင်းလင်းပြန်ပြီတဲ့အေးပေါ့ဥပရိယုတ်ကိုကြည့်လေမင်းတို့နေပိန်းနဲ့လက်ပိန်းတို့ချီးပိန်းနဲ့တူလို့လားအပြင်မှာဆောင်းရမ်းခန်းဆောင်းရမ်းချောတာနော်တွေးတဲ့မိန်းကလေးတွေကပြေးပြေးဖတ်လို့ငါမှမနေထားတာတဲ့ငါကြောင်ဖက်ကလေးဖတ်ရတာကြောင်ဖက်ကလေးဘာလို့လဲဆိုတော့ရင်မွေးနေနဲ့နှွေးသွားမှဆိုလို့မင်းတို့နေပိန်းနဲ့လက်ပိန်းတို့နေမနာလို့ပြမူလေးဆိုတော့ခွေးရုပ်တယ်နေဖေးလားတန်ပြန့်နေတာပြင်မှာတကြံမှာရေစောရင်တလန်ဖြစ်လာမစောဖြစ်ပါဘူးကိုယ့်ဘာကိုစော့စရာရှိစော့ပေါ့ဒါကတော့ဗျာလူကငလင်လုံနေလို့မပြောပါဘူးလို့ဘာဦးတော့မဟုတ်ဘူးပေါ့ဗျာရုပ်ပြက်စင်းပြက်မဖြစ်ရင်တော့ရတာပေါ့ဟုတ်တယ်မလားကိုယ့်ရဲ့မြမရိုးကအတာတကြံလေဒါကတိုင်းပြည်တပြည်ရဲ့ဒလိတုံးလဲအစင်လာထားလိုက်ဒလိဆုံးလဲအစင်လာလေဗျာဘလို့လို့ဖြစ်မှာကျွန်တော်ပြောပြီးပြီလေရေတံဘူးနဲ့လောင်းပေါ့တကြံလဲ UNESCO ဝင်တဲ့ပထမနှစ်ဖြစ်နေတာဟုတ်ဘာဖြစ်ပါဘူးကျွန်တော်ရိုးရတကြံပဲဟိုတည်ဆုံးသွားတဲ့လူတွေလည်းတည်ဆုံးသွားသလိုတကြံရမှာကူညီတဲ့လူတွေကလည်းကူညီနေတယ်နိုင်ငံတော်အစိုးရအဆင့်နေနဲ့လည်းအားလုံးပူးပေါင်းဆောင်ရွက်ပြီးလုပ်ပေးနေသလိုပရာဟိတအဖွဲ့တွေအားလုံးကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတယ်ဒါကနာရေးဖြစ်သွားပြီနိုင်ငံတော်ရဲ့အလံတော်မှာအလံတိုင်းတစ်ဝက်မှာထားထားတယ်ကျွန်တော်ရဲ့ဖျားစင်မှာနိုင်ငံတော်အလံမရုပ်သေးဘူးမြန်မာပြည်ငြိမ်းချမ်းဖို့ဖျားစင်ကိုမြန်မာနိုင်ငံအလံခင်းပြီးမှကျွန်တော်တို့ဆုံးကတ်နေတယ်အပေါ်တွေမပြောပါဘူးကြည့်ချင်းအခုရပါနော်အဲ့တော့မဆိုင်ဘူးလေဗျာအယူဝါဒသူ့ဘာသူတည်ဆုံးသွားပြီအဓိကငလင်ဆက်မလို့ဟိုပဲတည်ဆုံးပြီကူညီကြမယ်ဝိုင်းဝန်းကြမယ်ရုန်းကန်မယ်ထကြွကြမယ်ကိုတိုင်းပြည်ပြန်လဲထူထောင်ဖို့ဒါတခုတကြံတော့ဗျာကိုယ့်ဘက်ကိုရေလေးနဲ့လောင်းကြပြောကြဆော့ကြပေါ့တိတ်ပြဿနာမရှိပါဘူးဒါမဆိုင်ပါဘူးကျွန်တော်ကတကြံဘယ်တော့မှမဆော့ဘူးကျွန်တော်ကသူများပြောတာကိုကြည့်ပြီးတော့အမြဲတမ်းငေးနေတာတောက်ပြီးတော့ကြည့်တဲ့လူတယောက်နော်စကိုင်းကလာလူပါအောင်နဲ့အေးပါမင်းကြည့်နေလိုက်ပေါ့နော်ဟဲ့အောင်ရေးမင်းကွန်းအထိလူပြီးပြီသိလားနော်ငါမရောက်ပြီပဲငါလူတွေရောက်တယ်
မင်းအမှန်တရားကိုရဲရဲရင်းနဲ့နိုင်ငံနဲ့လူမျိုးဒီတိုင်းပြည်ဒီတက်မတော်နဲ့အားလုံးကြားထဲမှာပြည်သူလူထုကအေဂျင့်တော်နေတိုင်းခြင်းတဲ့ပြည်သူလူထုနဲ့လက်တွဲပူးပေါင်းပြီးတော့တိုင်းပြည်အရွေးတစ်ခုကိုတည်ထောင်ဖို့အတွက်ငါတို့တက်နိုင်တဲ့ဘက်ကငါတို့အုပ်တက်ချက်တဲ့ပွင့်နဲ့ငါတို့ကပါဝင်လုပ်နေတာသိလားမင်းတို့မင်းကုန်းတီတောင်ရောက်တယ်သိလားရှင်းလားနော်အေးအခြေအနေကြောင်းတရားကြောင်းစောက်ခွက်ပြပြီးသွားလို့မရလို့တတိုင်းပြည်လုံးဒီစောက်ခွက်ကိုသိတယ်လို့သိပြီလားလူပေးနေတယ်လှုပ်ပေးနေတယ်နော်စကိုင်းကိုလာလူပေါင်းဘောဟိန်းနဲ့လီးပဲမင်းတို့ကောင်တဲ့ကြောင်းမလို့မင်းတို့တီတကူဆရာတော်ဘုရားကြီးတီတကူဆရာတော်ဘုရားကြီးတိုက်တဲ့ရေကိုတောက်ပြီးတော့မှတီတကူဆရာတော်ဘုရားကြီးကိုစော်ကားလို့မင်းတို့ခုလို့မင်းတို့စကိုင်းအဲ့လိုဖြစ်တာမှတ်ထားထက်စော်ကား